ပေးမင်္ဂလာပါ မင်္ဂလာပါ โอเคအခုလိုမျိုး final ကွဲရုပ်လာเนาะဘယ်လောက်ထိ exact ဖြစ်နေလဲခင်ဗျာ ဘယ်လိုပြောရမလဲဆိုတော့အများကြီးစိတ်လို့ရှာတာပဲအများကြီးစိတ်လို့ရှာတယ်ဒါပေမဲ့ဟိုဒီနေ့မှလည်း mistake ထပ်ပြီးပေါ်လာမယ်ဆိုတော့ကျိုးဆိုဖို့တော့အဆင်သေးပါပဲ အခုကတိုင်ပါတယ်လို့လည်းသိရတယ်ခင်ဗျာအခုပြန်ခွဲဆက်ရှယ်လဲလဲအရင်လှနေရဆိုလေဘသူတွေကများဘယ်လိုရွေးချယ်မှုတွေနဲ့ဘယ်လိုပါသွားမလဲဆိုတာကိုသိချင်တယ်ခင်ဗျာ အခုလို့တော့အရန်လှကြတယ်ဒါပေမဲ့ဒီထက်မှနေပြီးတော့ဟိုပါပေါ့နော်ဒီ miss queen တိုင်တိုင်နဲ့ကိုက်ညီတဲ့သူတယောက်တော့ကျွန်တော်တို့ကြတော့စူးစမ်းပြီးတော့ရွေးရမှာပေါ့နော် မင်္ဂလာပါအခုကြီး ဟုတ်ကဲ့မင်္ဂလာပါ โอเคအခုကဒိုရမျိုးမှာလည်းဟိုနုပညာရှင်တယောက်အနေနဲ့เนาะဟိုနှစ်ရှိလာများရက်ပြီလားဆိုတော့အခုလိုမျိုးပွဲတွေမှာလည်းအများကြီးတွေးကြိုရှိတယ်ခင်ဗျာအဲဆိုတော့အခုလိုပွဲတွေးကြိုနေအရာအခုလိုမျိုးပြန်ခွဲဆက်ရှယ်လဲအရင်လှနေရဆိုဘသူတွေကများဝင်လာရောက်ပေါ်မလဲဆိုတော့တစ်ချက်ပြီးပါ စူးစမ်းကြတာတော့တွေးတဲ့ချိန်မှာတော့အားလုံးစူးစမ်းထားတာတွေ့ရပေါ့နော်ဒါပေမဲ့ပြိုင်ပွဲဆိုတော့လဲထိုက်တန်ဆုံးလူကကြတော့ရရှိသွားမယ်လို့ပဲထင်ပါတယ်အကဲဖြတ်မှတ်ပေးတိုင်ရလဲတမန်ကြောင်းပါဆိုတာလည်းပဲရည်ချယ်မယ်ဆိုတော့အထိုက်တန်ဆုံးလူကပဲ crown 3ခုစလုံးကိုဆောင်းခွဲရောက်သွားမယ်လို့ထင်ပါတယ် ရခွဲတဲ့တဲ့ခေါ်အားပြောဖြစ်မဲ့စကားတွေတစ်ချက်ပြောပြပါ ဟုတ်ကဲ့ပြိုင်ပွဲဝင်တွေကလည်းတကယ်လို့ဒီဝင်တာ3ဦးမှာပေါ့နော်မရရှိခဲ့ပဲနဲ့ကြံခဲ့မယ်ဆိုရင်လည်းနောက်တစ်နှစ်တွေမှာထပ်မံပြီးတော့ရှင်ပြိုင်ဖို့အတွက်ကိုဒီအခုရှင်ပြိုင်ကကိုယ့်ရဲ့ legal test ဆိုပြီးတော့ပဲခွန်အားတရက်ဖြစ်စေချင်ပါတယ် ကျေးဇူးတင်ပါတယ်ခင်ဗျာ ကျေးဇူးတင်ပါတယ်ခင်ဗျာ မင်္ဂလာပါခင်ဗျာ မင်္ဂလာပါရှင် ခင်ဗျာအခုကွဲတာယောလာကအမျိုးဖြစ်ဖြစ်နေတာပေါ်ဝိုင်းလောက်ခင်ဗျာ တော်တော်ဝီးမှာတချင်းစုပ်ဝေးတော့လာရကြည့်ပေးလာပါရှင် ညီမမေးတဲ့စေလဲကြွယ် Miss Hot ရော်ဒီပီယာခင်ဗျာအဲဆိုတော့အခုပြေကွဲ final နေမှာခင်ဗျာ Miss Lin နဲ့သူရက်ခုနေလားခင်ဗျာ ရေခွရှင်အားလုံးလဲကြွယ် fighting ပါလို့ပြောချင်ရှင် မင်္ဂလာပါခင်ဗျာကိုမင်္ဂလာပါခင်ဗျာအခု Miss ကွဲမှာအခုကအမျိုးနေရာနေစာပေါ်ဝိုင်းလောက်ပေးခင်ဗျာ Miss ကွဲမှာတော့ကျွန်တော်တို့များကိုတို့လို့အိုက်ဆယ်ရှိရင်းရောက်လေကျွန်တော်လည်းပေါ့ဝခုပေါ့ခုနေပေးရတဲ့ကျွန်တော်တို့များကိုလည်းအခုမှဆက်ဆက်ဖွဲဆိုတော့လေတို့များအလူအာနာလေးအလုပ်လိုက်ခုနေပေးထားခင်ဗျာ ကျေးဇူးတင်ပါတယ်ခင်ဗျာ မင်္ဂလာပါ ဒီနေ့ကွက်တက်ဖက်ရှင်အရင်လာနေတယ်ခင်ဗျာကွက်တက်ဖက်ရှင်တစ်ချက်ပြောပြပါခင်ဗျာ ပတ်သက်ဖက်ရှင်ကဒီဇိုင်နာကိုတက်ထွေနဲ့မိမြန်တို့ရဲ့ဒီထွင်ထားတဲ့ဝတ်စုံလေးပေါ့နော် ရက်ခုနေမှာပေါ့နော်ကွက်တက်ဖက်ရှင်အတွက် အဲ့လိုမို့ပါဘူးကိုယ့်ရဲ့ကောင်းတဲ့သူတွေအများကြီးဆိုတော့ကြည့်ဖို့လာတာပါအဲ့လိုမို့ပါဘူး ကိုတော့ရောမျိုးနဲ့ချက်မရှိဘူးလား ညောင်လေးချက်ဆိုလူတိုင်းရှိကြတယ်လေအဲ့ဒါကြောင့်အကုန်လုံးရကြပါစေလို့ဆုတောင်းပေးတယ်နော် ကျေးဇူးတင်ပါတယ်ခင်ဗျာဒီနေ့ကွက်တက်ဖက်ရှင်အရင်လာနေရနော် ကျေးဇူးပါ ဟုတ်ကဲ့ဒီဇိုင်နာရောဘယ်သူလဲခင်ဗျာ ဒီဇိုင်နာဆိုတော့မက်ခင်မာကြီးပေါ့နော် ဟုတ်ကဲ့ခင်ဗျာဘယ်လောက်ထိမြောက်မှထားလိုက်ခင်ဗျာကွက်တက်ဖက်ရှင်အတွက် ကိုတက်ဖက်စီတော့မှန်ထားတော့မရှိဘူးကိုတော့ကိုလှတော့မဲပြင်စင်လာ ဟုတ်ကဲ့အခုကလည်းကွက်တက်ဖက်ရှင်အဝါကြီးရောက်ဖို့ဆိုလေကျွန်တော်တို့ရဲ့အခုတက်လာမဲ့ဖက်ရှင်အဝါကိုဘယ်လိုနေလဲဆိုတာသိချင်နေတာအဲ့လို ကျေးဇူးပါလှအောင်တော့စင်လာတာပဲ ကျေးဇူးတင်ပါတယ်ခင်ဗျာအေးမင်္ဂလာပါခင်ဗျာ ဟုတ်ကဲ့မင်္ဂလာပါ ဟုတ်ကဲ့ဒီနေ့ကွက်တက်လိုက်ရတဲ့အကြောင်းရင်းတစ်ချက်ပြောပြပါခင်ဗျာ ဒီနေ့ကွက်တဲ့အကြောင်းရင်းကတော့သမီးတွေကိုအားပေးချင်လို့တက်လာပါပါ ဘယ်သူအပေးမှလဲခင်ဗျာ အဲ့ရသမီးဆိုတော့အမေလေးပဲဖြစ်မှာပါ ကိုသမီးဆိုတော့ဘယ်လောက်ထိမျှော်မှန်းထားလဲခင်ဗျာ အများကြီးတော့ညှော်မှန်းထားတယ်ဒါပေမဲ့အချိန်တွေကတော့ဘယ်လိုဖြစ်လာမယ်တော့မသိသေးဘူးဟုတ်ဖောက်ရနိုင်တဲ့အထိတော့ညှော်မှန်းထားပါတယ် ရလိုက်ရောဘယ်လိုနေမလဲခင်ဗျာ ရလိုက်တော့အတိုင်းမသိပြောမှာပေါ့ ကျေးဇူးတင်ပါတယ်ခင်ဗျာ မင်္ဂလာပါ ဟုတ်ကဲ့အခုကွက်တက်လာကြောက်တော့လေအမကလည်းမင်းဟောက်တယောက်ဆိုတော့အခုတက်လာမဲ့မင်းသေးတွေကိုဘယ်လိုမျိုးပြောချင်တာလဲ ဟုတ်အခုလာမယ့် generation LGBT ကိုဘယ်လိုပြောချင်လဲဆိုတော့ကိုယ့်ရဲ့ဒီနေ့နေတဲ့တန်လေးကြားနေပြီးတော့ပတ်ဝန်းကျင်တန်ကိုလည်းသက်ဆိုင်ခံနေအောင်ကိုလာမယ့် generation ပြောချင်တဲ့စကားလုံးကကြတော့ပါလဲကိုပြင်ဆင်ထားပါအများကြီးစူးစမ်းပါစူးစမ်းနေတဲ့သူတွေဟိုမှာပန်းနေဆိုတာနီးပဲအဲကြောင့်ဘယ်လိုဖြစ်ဖြစ်စူးစမ်းမှုတော့ရမ်းတက်လိုက်ပါတယ်ဟို Miss ပြောသလိုပဲ I can do it to a good people နော်ဒီလိုပြရမှာဖြစ်ပါတယ် ကျေးဇူးတင်ပါတယ်ခင်ဗျာအခုကွက်တက်လာတာဘယ်သူအပေးဖို့လာတာလဲခင်ဗျာ သမီးလေးအလေးစေ သမီးအလီဆာသမီးလားခင်ဗျာဟုတ်ကဲ့ကိုသမီးတို့ရောဘယ်လိုထိ support ပေးထားလဲခင်ဗျာ စဘောတဲ့ရောဘယ်လိုပြမလဲအခုသူရဘယ်လိုပြမလဲသူရလမ်းမလေးပါလေလာတဲ့ဤနေ့လက်စောပပပေးရအဲ့တော့သူ့လူရှိတယ်လဲဖန်စောပေးနေတာလားခင်ဗျာရပါဖြစ်ဖြစ်ဂလိုနော်နီဂလိုပပပေးဆက်ပဲရှိပြီးတော့ပါ ကိုသမီးတို့ရောဘယ်လိုထိမျှော်မှန်းထားလဲခင်ဗျာ ဘယ်လိုပြမလဲသူကတော့ဟာနေမဆိုဂလိုရချေရှိသွားဆောလို့ညှော်လဲရပါ ရလာရင်ရောအမေတရားအနေနဲ့ဘယ်လိုထိပီတိဖြစ်မလဲဆိုတာတစ်ချက်ပြောပြပါခင်ဗျာ တော်လေးဝါတာမပေါ်မနေတဲ့ကိုနှလုံးရချင်းမလို့ခဲ့တဲ့နှလုံးရမဖို့ခဲ့တဲ့ဒီနေ့လည်းပြောမနေ့တော့ဝေးမှာကြောဝေးရနေအပင်းနေတဲ့ဒီနေ့တော့ကိုတဲ့တလာရတော့ရတယ်ပီပီဝတ်ပါပဲ မင်္ဂလာပါညီလေးမင်္ဂလာပါကိုကသူ့အမဆိုအောင်
လူပညာလောကတော့မှာအသာကြီးစတော့ဝါရေစောလူပညာရှစ်တရောလည်းဖြစ်ရဲ့လူပညာရှစ်ပေါ်များတော့လည်းဝိတုပေးရောလူတရောဖြစ်ကြောကိုနေတော့ပေါ့နော်အခုကွဲမျိုးတာလိုက်ရောတော့အပေလေးတော့အမျိုးစကားဖော်အပေးရှင်းခင်ဗျာ ခုနညီလေးပြောမျိုးလောရတဲ့ဝါရင်လူပညာရှယ်တော့မဟုတ်တော့ကွယ်အဲ့ဝါသနာတစ်ခုအခြေခံပြီးဆိုတော့ကိုတော့မရှိဘူးတို့တို့သားလေးရဲ့တို့တာကြောစနေဘောရောလောတန်းနိုင်တဲ့တော့တနေ့ကနေပါပုတ်ကူညီပနေတို့တဲ့ဖြစ်ပါပေါ့အခုကွာတာလိုက်ဖေးရွေးချယ်ရလဲအခုမျိုးဆက်တဲ့ activity ရလေသူတို့မရှိတက်လန်းတဲ့ဒီချင်းလေးကိုချားပြဖာရောက်စီတဲ့ပွဲလဲဖြေဆိုတော့တကယ်လဲစီမစားအပွဲလောက်ပဲလူလေးလဲပွဲစစ်တဲ့ပဲသူတွေလဲတကယ်လဲချီကျူးပါပွဲစစ်တဲ့ပဲသူတွေစစ်တနာလဲလေးစားပါပေါ့မှတ်တပြောမဆိုတော့ကိုရတို့အကြည့်ကိုဆိုတော့ဘေဘီယာစီတဲ့ပဲဖြေပဲစားလို့အော်နဲ့ချေရှေးပေါ့ခုလိုမျိုးအကြည့်ကိုကိုစစ်တနာဟောစီပါဝါစားကောင်းတာစင်ကစီစဉ်ပေးပွဲစစ်တဲ့သူတွေရတဲ့ကျေးဇူးတန်းရဲ့အခုအနေရှိပြဲဟိုအကြည့်မျိုးဆက်တယ်လေဘော်ကြီးတန်လေးရှိပြဘော်ကျူစားမစုညွှန်နေဟာပါ အခုဖြစ်ကြပေးတာတူတာခင်ဗျာ ကျေးဇူးတင်ပါညီလေး အခုဒီဇိုင်းကတရားနေနေတော့အခု main square ကြီးကိုတဲရတော့တဲ့ is it ဘယ်လိုသိရှိလဲခင်ဗျာ ဟိုအရင်ခုပါတယ် ဘယ် main square အပေးတယ် အကုန်လုံးအားပေးပါတယ် အခုကွဲအောင်တော့ဆက်ရှိရဆိုတော့အရန်လှဆိုတော့ကိုဒီဇိုင်နာအမြင်တရားနေနေဆိုရင်သူကဝင်လာရောက်သိတယ်လို့ထင်တယ် အကုန်လုံးကတော့ရခဲ့ပါတယ် ။ဥကဖိုင်နယ်ညာယူကိုမောဘယ်လိုထိရင်ခုန်နေလဲခင်ဗျာ အရန်ကြီးခွန်နေပါတယ်ရှင်။ဒါဖက်နဲ့ရက်နေပြီဆိုတော့လေအရန်တော့ပြန်မထားတာပေါ့နော်။အကောင်းဆုံးတော့ကျိုးစားကောင်းမယ်လို့ညွှန်လဲပါတယ်ရှင် ။ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ခင်ဗျာ။မင်္ဂလာပါခင်ဗျာ။ဟုတ်ကဲ့အခုဖိုင်နယ်ညာယူကိုရက်ပြီဆိုတော့လေအခု base တောင်းနေတဲ့ဘယ်လိုထိရင်ခုန်နေလဲခင်ဗျာ ဒီခေါ်ကတော့များယူနေရှင်ကျွန်မကရေခေါ်ကတော့ပြည့်စဲဖို့မရှိဘူး ။ကိုရောဘယ်လိုထိယူချင်မှုရှိလဲခင်ဗျာ ဝင်းနေပြီးတော့မှတ်ထားပါတော့ကိုမရမယ်ဆိုတော့ကိုပေါ့မှုတည်တာပါရှင် ။ရခွေဝင်ဆက်ရှိရစလို့ကလည်းအရင်လှဆိုတော့လေကိုကဘယ်လိုကြော်သွားပြီးတော့ဝင်လာစုကိုညှော်မှထားလိုက်ခင်ဗျာ အခုတော့ကျွန်မကကိုဆက်ခွနဲ့ဆက်ရှိရတော့ပေါ့ကြွပြရမှာပါရှင် ။အရန်ကြီးကိုရင်ခုန်နေပါတယ်ရှင်ဖိုင်နယ်အတွက် ။ကဲပါကိုရောဘယ်လိုထိယူချင်မှုရှိနေပြီလဲခင်ဗျာ ။ဟုတ်ကဲ့ပါရှင်ကျမမှာစွမ်းအားရှိတဲ့လောက်ပေါ့နော်ကျမရဲ့အရာတွေကိုအကောင်းဆုံးနဲ့ချပြသွားပါမယ်ရှင် ။ကဲပါဝတ်ဆိုလည်းအရင်လှရဆိုဒီနေ့ဝတ်ဆိုရောညှော်မှထားလိုက်ခင်ဗျာ ။မှန်တော့မှန်ထားပါရှင် ။ဟုတ်ပါသမီး ။မင်္ဂလာပါရှင် ။ကဲပါအခုဓာတ်ဖိုင်နယ်ညာကြီးကိုလည်းရောက်ပြီဆိုတော့လေသမီးနေနဲ့ဘယ်လိုထိရင်ခုန်နေလဲခင်ဗျာ ။အတမင်းချက်တော့ပုံမှန်ပါပဲရင်ခေါ်လို့ရှင် ကဲပါကိုရောဘယ်လိုထိယူချင်မှုရှိနေပြီလဲခင်ဗျာ ဟုတ်ကဲ့ပါရှင်ကျမရဲ့ကျမှုရှိတဲ့ခါစားချကတော့ကျမရဲ့စူးစမ်းမှုပေါ်မှာပဲရှိပါတယ်ရှင် ဘယ်လိုထိရောကြိုးစားထားလဲခင်ဗျာ ဘယ်လောက်ထိစူးစမ်းထားလဲဆိုတော့ဘယ်လောက်ထိစူးစမ်းထားလဲဆိုတော့မနေ့ကလည်းကြွယ်ပြီးပြီဒီနေ့လည်းလာကြွယ်မယ်ဆိုတော့ပြောစရာတော့မလိုဘူးဆိုပြီးတော့ထင်ပါတယ် ဓာတ်ဖိုင်နယ်ညာကြီးကိုရောက်ပြီဆိုတော့ညီမအနေနဲ့ဘယ်လိုထိရင်ခုန်နေလဲခင်ဗျာ တိုင်းပြီးတော့ရေမခေါ်ပါဘူးရှင်မနေ့ကလည်းပြောပြီးဆိုတော့အခုတော့ခေါ်တော့ပါရှင်ဟုတ် ကဲပါကိုရောဘယ်လိုထိယူချင်မှုရှိနေပြီလဲခင်ဗျာ ကိုကတော့ကိုကျိုးတော့တော့ပေါ့ရှင်ကိုကရေချင်မပြည့်ရှိပါလေရှင်ကောင်းဆိုကျိုးတော့မှလည်းမြင်လိုက်ထားပါလေရှင် ကဲကျေးဇူးတင်ပါတယ်ခင်ဗျာ